မကျေစရမင်္ဂလာပါဒီကနေ့မှာတော့တန်ရှင်းပလင်ပုံမှာတင်တောက်လို့ရပါသလားဆိုတဲ့အပိုင်း၃လေးကိုပြပြချင်ဖြစ်ပါတယ်လုံးဝကျွန်တော်အနေနဲ့ဆိုရင်တန်ရှင်းပလင်မှာတင်တောက်လို့မရပါဘူးဆိုအတင်းတောက်ရဲဆိုရဲမကောင်းတဲ့တစ်ခုရောက်သွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့လူရှိဖျားရှိမှစတာပြောတာဖြစ်ပါတယ်ကျွန်တော်ကနှုတ်ကပတ်တော်ဝင်ပါတယ်ဒီမှာတန်ရှင်းလုံးလို့ပြပါတယ်အဲ့လောက်နေတာဖြစ်တယ်ပြီးရင်ဒီကူလာရောက်ရတဲ့ပရိသတ်တွေအားလုံးကလည်းဖျားရဲ့နှုတ်တော်ထွက်စစ်ကိုလာရောက်နားထောင်ဖို့အတွက်လာတာဖြစ်တဲ့အတွက်ကိုပြောသူကကျွန်တော်အနေနဲ့အတင်းပြောတတ်တဲ့ကလုံးတွေသုံးလို့မရဘူးเนาะကျွန်တော်ဒါကတတိထားမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ခုနလိုပြောတဲ့အခါမှာကျွန်တော်နှုတ်ပတ်တော်ကိုဟောက်ဒီကိုဟောက်ဒီကိုဟောက်ပြောရမှာဖြစ်ပါတယ်ပူပြီးတယ်ပြောလို့မရတယ်လို့လွန်ကျူးချင်းကိုလည်းပြကတိတက်တာမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်အနေနဲ့စင်ချင်ဘူးလူပါတယ်နှုတ်ကပတ်တော်ကျွန်တော်ကိုပြောတဲ့သူတွေကဒီဟာတွေကိုကျွန်တော်ကဘောင်းဆိုပြီးစကားပြောလာမယ်ဆိုရင်ကျွန်တော်လည်းဘုရားကတိုင်နေတဲ့တော့အရာမဟုတ်တယ်လို့တန်ရှင်းတော့ဝိညာဉ်တော်ဘုရားရဲ့အလူတော်လည်းမညီဘူးဘာဖြစ်ဆိုတော့ကျွန်တော်ဟိုပြောတဲ့ခါမှာနှုတ်ပတ်တော်အထေးကနေပေါ့နော်ကျွန်တော်လက်စကားသူကတန်ရှင်းတဲ့ဝိညာဉ်တော်ဘုရားကလည်းထုံးဆော်လာမှာဖြစ်တယ်ဆိုတော့တခုခုကျွန်တော်အနေငယ်လေးမှားသွားရင်တော့မှပဲတန်ရှင်းတဲ့ဝိညာဉ်တော်ဘုရားကဝန်နေစေတယ်ဝန်နေတယ်ပေါ့နော်အဲ့တော့ဒါကတော့နောက်ဘုဒ္ဓဝိမာနဲ့သူတိုင်းကသိရမယ်ကိစ္စဖြစ်ပါတယ်အကေအဲ့လိုဟာမျိုးမဟုတ်တော့ဘဲနဲ့သူတစ်ပိုင်းမကောင်းကြောင်းတွေပဲတင်းတောက်လာမယ်ဆိုတာကနောက်ကဘတ်တော်ဆရာမဟုတ်ဘဲနဲ့မှာယူလို့ဟောရတာဖြစ်ပါတယ်လို့ရောက်စီတိုင်းမှာပြည့်စုံသွားကြည့်ကြပါ